စကိုင်းမြို့ပေါ်ငါးထက်ကြီးဖျားအနီးတိုက်ပွဲတရုတ်နဲ့ရုရှားကြောင့်ဥကျော်မိုးထွန်းရဲ့ကုလသမဂ္ဂနေရာဖိအားပေးခံရမှုနဲ့ကန်နီချင်းတွင်းမြစ်ကစစ်သင်္ဘောအုပ်စုတိုက်ခိုက်ခံရတဲ့တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကမြန်မာတန်ယုံမှာနိုင်ငံကူးလက်မှတ်တက်တန်းတိုးတာတွေကိုရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အခြေအနေမကွေးတိုင်းစလင်းနဲ့ကချင်ပြည်နယ်မိုးညင်းမှာအကြမ်းဖက်စစ်ကောင်စီကလူငယ်တွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးပြီးငွေကြေးတောင်းခံနေတဲ့တဲ့စကိုင်းတိုင်းပင်လယ်ဘူးမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ခဲ့လို့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရတဲ့တဲ့နိုင်ငံတကာသတင်းတွေအနေနဲ့အရှေ့အလယ်ပိုင်းမှာအီရန်ကပဲ့ထိန်းဒုံးကျည်တွေနဲ့တိုက်ခိုက်လာတဲ့အခြေအနေအမေရိကန်အစိုးရကနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ဥက္ကဋ္ဌကိုပိတ်ဆို့ရေးယူလိုက်တဲ့တဲ့ကွန်ဂိုနိုင်ငံမှာအီဘိုလာရောဂါအရေးပေါ်အခြေအနေဆက်လက်ဖြစ်ပေါ်နေတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပြည်တွင်းသတင်းများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်တွေအခိုင်အမာတပ်ဆွဲပြီးအပြည့်အဝထိန်းချုပ်ထားတယ်လို့ယူဆရတဲ့စကိုင်းမြို့ပေါ်ကငါးထက်ကြီးဖျားအနီးဝန်းကျင်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေသေးပါမြို့ပေါ်အထိတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်ထိုးစစ်ဆင်နိုင်ခဲ့တာဟာအကြမ်းဖက်စစ်ကောင်စီရဲ့မြေပြင်စစ်ရေးရန်တရားနဲ့ကာကွယ်ရေးစီးတွေပြိုကျနေပြီဆိုတာကိုထင်ထင်ရှားရှားသက်သေပြနေတာပဲဖြစ်ပါတယ်တိုက်ပွဲဟာမနက်ပိုင်းကနေနေ့လယ်ပိုင်းအထိအပြန်အလှန်ပစ်ခတ်တံတွေဇက်တိုက်ထွက်ပေါ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာလာတဲ့အတွက်အနီးဝန်းကျင်စခန်းတွေကနေစစ်ကူတွေနဲ့လက်နက်ကြီးပစ်ကူတွေအဆက်မပြတ်အသုံးပြုခဲ့ရပါတယ်ဒီတိုက်ပွဲဖြစ်ပွားရာနေရာဟာစကိုင်းနဲ့မန္တလေးကိုဆက်သွယ်ထားတဲ့တရားနဲ့အလွန်နီးကပ်နေတာကြောင့်မန္တလေးမြို့ရဲ့လုံခြုံရေးကိုပါတိုက်ရိုက်ချင်းချောက်လာနိုင်တဲ့အနေအထားဖြစ်လာပါတယ်အခုလိုမြို့ပေါ်တိုက်ပွဲတွေပြင်းထန်လာတာကြောင့်ဒေသခံပြည်သူတွေကိုလည်းလုံခြုံရေးအထူးသတိပြုကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတရားဝင်အသိပေးထားတာတွေ့ရပါတယ်ဒီလိုကုန်းတွင်းပိုင်းတိုက်ပွဲတွေအပြင်ချင်းတွင်းမြစ်အတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်္ဘောအုပ်စုဟာကဏီမြို့နယ်အနီးမှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရပါသေးတယ်လမ်းပန်းဆက်သွယ်ရေးရကုန်းလမ်းကိုလုံးဝအသုံးပြုလို့မရတော့တဲ့အကြမ်းဖက်စစ်ကောင်စီဟာရေလမ်းကြောင်းကိုသာအဓိကအားထားနေရပေမဲ့အခုလိုစစ်သင်္ဘောတွေပါပြစ်မှတ်ထားတိုက်ခိုက်ခံလာရတာကြောင့်သူတို့ရဲ့လက်နက်နဲ့ရိတ်ခါထောက်ဖို့ရန်ရာတစ်ခုလုံးအကြီးအကျယ်ရပ်တန့်သွားနိုင်တဲ့အခြေအနေဆိုက်ရောက်နေပြီဖြစ်ပါတယ်။မြေပြင်မှာရေးနှိမ့်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတကာတန်တမာရေးမျက်နှာစာမှာလည်းထွက်ပေါက်ပိတ်နေပေမဲ့သူတို့ရဲ့အာဏာကိုဆက်လက်ထိန်းသိမ်းဖို့အသေးအတန်ကြိုးပမ်းနေပါတယ်။လာမယ့်2026ခုနှစ်စက်တင်ဘာလမှာကျင်းပမယ့်82ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံရဲ့တရားဝင်ကိုယ်စားလှယ်ဖြစ်တာအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်တာဝန်ပေးအပ်ဖို့ကမ္ဘာတဝန်းကမြန်မာရပ်ဘက်အဖွဲ့အစည်းတွေကအရှိန်အဟုန်မြင့်တောင်းဆိုနေကြတာပါ။အကြမ်းဖက်စစ်ကောင်စီဘက်ကတော့သူတို့မကြာမီပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအကြောင်းပြပြီးပြည်သူ့ဆန္ဒနဲ့ရွေးချယ်ထားတဲ့ကုလသမဂ္ဂနေရာကိုလူယူဖို့လျှို့ဝှက်ပြင်ဆင်နေကြပါတယ်။အထူးသဖြင့်ကုလသမဂ္ဂကိုယ်စားလှယ်အရေးချင်းစစ်ကော်မတီမှာအကြမ်းဖက်စစ်ကောင်စီကိုနောက်ွယ်ကနေကြောထောက်နောက်ခံပြုပေးနေတဲ့တရုတ်နဲ့ရုရှားနိုင်ငံတို့ပါဝင်နေတာကြောင့်တာမတ်ကြီးဦးကျော်မိုးထွန်းရဲ့နေရာအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ဖိအားတွေရှိလာနေပါတယ်။ဒါပေမဲ့လည်းကမ္ဘာတိုက်ကြီး9တိုက်မှာအခြေစိုက်တဲ့မြန်မာရေးလှုပ်ရှားသူတွေနဲ့ဒီမိုကရေစီအင်အားစုတွေဟာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်စီကိုစုပေါင်းလက်မှတ်ရေးထိုးထားတဲ့စာတွေပေးပို့ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုဟန်တားဖို့အပြင်းထန်ကြိုးပမ်းနေကြဆဲပါအကြမ်းဖက်စစ်ကောင်စီဟာပြည်တွင်းကပြည်သူတွေကိုသာမကပြည်ပရောက်မြန်မာနိုင်ငံသားတွေပေါ်မှာလည်းဖိနှိပ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံဟာ passport ခေါ်နိုင်ငံကူးလက်မှတ်တက်တန်းတိုးပေးတာတွေနဲ့စာအုပ်သစ်လဲလှယ်ပေးတာတွေအားလုံးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲရုတ်တရက်ရပ်ဆိုင်းလိုက်ပါတယ်လက်ရှိပြောင်းလဲလိုက်တဲ့လှုပ်ထုံးလုံနည်းအသစ်တွေအရနိုင်ငံကူးလက်မှတ်လဲလှယ်ခြင်းတွေဟာနေပြည်တော်ကအကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ရိုက်ခွင့်ပြုချက်ကိုစောင့်ဆိုင်းရတော့မှာပါကိုယ်တိုင်ဖောင်ဖြည့်ပြီးရှောက်လွှာတင်ပြီး2လကျော်ကြာမှသာခွင့်ပြုချက်ကြမကြလာရောက်စုံစမ်းရမှာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပညာသင်ကြားနေသူတွေအနေနဲ့အလွန်ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်အခုလိုရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေဖန်တီးလိုက်တာဟာပြည်ပရောက်နိုင်ငံသားတွေစီကနေအခွန်ငွေအတင်းကျပ်ကောက်ခံမှုနဲ့သူတို့ရဲ့အုပ်ချုပ်ရေးရန်တရားအောက်မှာအကျွမ်းမဲ့ရှိနေစေဖို့ရည်ရွယ်ချက်နဲ့ဖိအားပေးအကြပ်ကိုင်နေတာဖြစ်တယ်လို့လေ့လာသူတွေကထောက်ပြထားပါတယ်ပြည်သူတွေရဲ့လွတ်လပ်စွာသွာလာခွင့်ကိုကန့်သတ်ပြီးကိုကြိုးရှာနေတဲ့ဆရာနာရှင်ရဲ့စနစ်ဆိုးဟာနိုင်ငံတကာအတိုင်းဝိုင်းကြားမှာပါပုံမအကြီးတန်းလာနေပါတယ်ပြည်တွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီဟာတိုက်ပွဲတွေကြောင့်အင်အားပြုံးတိမှုကိုအစားထိုးဖို့လူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးမှုတွေဆိုးရွားစွာလှုပ်ဆောင်နေပါတယ်မကွေးတိုင်းစလင်းမြို့နယ်နဲ့ကချင်ပြည်နယ်မိုးညင်းမြို့နယ်တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့သူတို့ရဲ့လက်အောက်ခံပြူစောတိအဖွဲ့တွေကလူငယ်တွေကိုအစုလိုက်အပြုံလိုက်အာဓမ္မဖမ်းဆီးနေပါတယ်။စလင်းမြို့နယ်အတွင်းကလက်ပံချင်းကျေးရွာကိုဝင်ရောက်စီးနင်းပြီးလူငယ်35ဦးကို2ရက်အတွင်းအတင်းကျပ်ဖမ်းဆီးသွားခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေကိုပြန်လည်လွတ်မြောက်လို့ရင်တဦးကိုငွေကျပ်350အထိပေးဆောင်ရမယ်လို့အကြမ်းဖက်စစ်ကောင်စီဘက်ကမိသားစုဝင်တွေကိုဆက်သွယ်ချင်းချောက်တောင်းခံနေသေးပါ။မိသားစုအများစုဟာဒီလောက်များပြားတဲ့ငွေကြေးကိုပေးဆောင်နိုင်စွမ်းမရှိတာကြောင့်သားသမီးတွေအတွက်ကြီးစွာသောတောကကိုခံစားနေကြရပါတယ်။အလားတူပဲမိုးညင်းမြို့နယ်မှာလည်းကံကုန်းကြီးကျေးရွာကအလုသမားတွေအပါအဝင်
လူငယ်80ဝန်းကျင်ကိုဖမ်းဆီးပြီးစစ်တင်နှန်းပေးဖို့ကားတွေနဲ့အတင်းကျပ်ခေါ်ဆောင်သွားကြတာပါစီးရဲရအရှုံးကြီးရှုံးပြီးတက်တွင်းပြိုကွဲနေတဲ့စစ်အာဏာရှင်ဟာပြည်သူလူထုကိုတစားကန်လုပ်ပြီးသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ရုပ်မာရက်စက်တဲ့နီလန်းပေါင်းစုံကိုအသုံးပြုနေတာပဲဖြစ်ပါတယ်မြေပြင်တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအကြားစိတ်တက်ပြက်ပြားမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတာတွေ့ရပါတယ်စကိုင်းတိုင်းထီးချိုင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခြေမြန်တရင်လက်အောက်ခံတပ်သား3ဟာလက်နက်ကိုစီယူဆောင်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့ပါတယ်။သူတို့ဟာအရင်ဆုံးကတာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစီလျှို့ဝှက်ဆက်သွယ်ခဲ့ပြီးရှေ့တန်းတနေရာကနေအသက်လွတ်ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာပါ။အလင်းဝင်လာတဲ့တပ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကနှွေးထွေးစွာလက်ခံခဲ့ပြီးလက်နက်တွေပါလာတဲ့အတွက်ထိုက်တန်တဲ့စုချင်းငွေတွေလည်းချက်ချင်းချီးမြှင့်ပေးခဲ့ပါတယ်။တရားဝင်စည်းရင်းတွေရပြီးခဲ့တဲ့ဇန်နဝါရီလကနေဩဂတ်စ်လအထိအကြမ်းဖက်စစ်ကောင်စီဘက်ကနေပြည်သူ့ရင်ဝင်ခိုလုံလာသူ3995ဦးထိရှိလာပြီဖြစ်ပါတယ်။ဒါဆီယနာရှင်ရဲ့စစ်တပ်အတွင်းမှာပြိုကွဲမှုတွေဘလောက်ထိနှက်ဆိုင်နေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပြီးစစ်ကောင်စီအနေနဲ့သူတို့ရဲ့တပ်သားတွေကိုထိန်းချုပ်နိုင်စွမ်းလုံးဝမရှိတော့ဘူးဆိုတာကိုမိမောင်းထိုးပြသနေပါတယ်။စစ်မြေပြင်မှာမြေပြင်တပ်တွေအားကိုးလို့မရတော့တဲ့အကြမ်းဖက်စစ်ကောင်စီဟာအရက်သားပြည်သူတွေကိုပဲရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားလာနေပါတယ်။စကိုင်းတိုင်းပင်လယ်ဘူးမြို့နယ်မြောက်ဘက်ချမ်းမှာရှိတဲ့မိုင်းတုံရွှေလောက်ကွက်ကိုအကြမ်းဖက်စစ်ကောင်စီကဗာတိုက်ပွဲမှမဖြစ်ပွားပဲလေကြောင်းကနေပြင်းထန်စွာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လုပ်ငန်းခွင်မှာအလုတ်လုတ်ကင်နေတဲ့အပြစ်မဲ့ပြည်သူ10ဦးအသက်ဆုံးရှုံးသွားခဲ့ရပြီးအမျိုးသမီးတွေအပါအဝင်နောက်ထပ်ပြည်သူ20ကျော်ပြင်းထန်စွာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲဒီမတိုင်ခင်ရက်ပိုင်းကလည်းအဆိုပါမြို့နယ်အတွင်းကကင်းပန်းကျေးရွာကိုလေကြောင်းကနေအကြောင်းမဲ့တက်တိုက်ခိုက်ခဲ့လို့ပြည်သူ3ဦးအသက်ဆုံးရှုံးခဲ့ရပါသေးတယ်။သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေတွေကိုမြေပြင်ထိုးစစ်ဆင်ပြီးပြန်လည်မသိမ်းပိုက်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးပြီးအကြောက်တရားသွင်းတဲ့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်ပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုရပ်တန့်နိုင်ဖို့နိုင်ငံတကာကလည်းဖိအားတွေတိုးမြင့်လာဖို့ပြင်ဆင်နေကြပါတယ်။